ကလောလက်ပါကိုဘာကြောင့်လုပ်ဖြစ်ခဲ့ရလဲဆိုတော့ဒီပြပြပေးချင်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်ကလောလက်ပါမှာပြန်နေကြိုဆိုပါရရှင်ဒီနေ့မှာတော့ကလောမျိုးရဲ့တမိုင်းအကြောင်းမဟုတ်ပဲကလောလက်ပါကိုဘာကြောင့်စတင်ဖြစ်ခဲ့ရလဲဆိုတဲ့အကြောင်းလေးကိုညှဝေပေးချင်ပါတယ်ရှင်ကလောလက်ပါကိုစတင်ဖြစ်ခဲ့တဲ့ရချက်ကအချက်တစ်ချက်ပါပဲအဲ့ဒါကတော့ကလောမျိုးလေးကိုဒီတွင်းပြပါပြီးသွားတဲ့တွေပုံမသိရှိတာပုံမလာရောက်နေတဲ့ချင်တာပါကြီးသွားဧည့်သည်များလာတဲ့နေ့ကလုံးမျိုးမှာနေထိုင်ကြတဲ့ဒေသခံတွေအတွက်လည်းအလုပ်အကိုင်ခွင့်လည်းနေပုံမှန်ဖန်တီးနိုင်တယ်။ဒေသစီးပွားရေးလည်းပုံမှန်ပြုလာမယ်လို့မြင်ကြပါတယ်။အဲဒီစိတ်ကူးလေးနဲ့ပဲသင်တက်နိုင်တဲ့ဘက်ကနေကလုံးမျိုးအကြောင်းကိုလူတွေပုံမှန်သိရှိလာအောင်ကလုံးလက်ပါကိုစတင်အကောင့်နဲ့ပို့ပြခဲ့တာဖြစ်ပါတယ်ရှင်။တချို့ကလည်းဘာအတွက်ကြောင့်တမိုင်းကြောင်းတွေကိုအဓိကထားရိုက်ကူလာလဲလို့မြင်ကြပါတယ်။အမှန်တော့အခုခေတ်မှာလူတွေရဲ့အာရုံကိုစက္ကန့်ပိုင်းအတွင်းမဖန်ဆားနိုင်ရင်ကြီးစုသူနေသွားနိုင်ပါတယ်။ဒါကိုလည်းကျင်ပြပါတယ်။ဒါပေမဲ့ခီးသွားဧည့်သည်တယောက်အနေနဲ့ကိုသွားရောက်မယ့်မြို့တစ်မြို့ရဲ့တမိုင်းကြောင်းနောက်ခံဇလန်းနဲ့ထူးခြားမှုတွေကိုသိလာရတဲ့အခါပုံမှုစိတ်ဝင်စားမှတက်ပါတယ်။ဒါကြောင့်လည်းကလောမြို့ရဲ့တမိုင်းကြောင်းတွေလူသိနေတဲ့အကြောင်းအရာတွေကိုစုစည်းတင်ဆက်ပေးဖို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်ရှင်။ကြီးစုသူတွေမများခင်နောက်တစ်ချိန်မှာကလောမြို့ကိုလာရောက်လေပတ်ချင်တဲ့သူတွေအတွက်တမိုင်းကြောင်းတွေကိုတနေရာချင်းမှာလေ့လာနိုင်တဲ့မှတ်တမ်းတွေကိုဖြစ်လာစေချင်ပါတယ်။ကလောလက်ပါကလည်းကလောမျိုးရဲ့သဘာဝအလားတရားတွေတမိုင်းကြောင်းတွေသိဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကိုချစ်တဲ့ကလောမျိုးလေးအတွက်တက်နိုင်သလောက်အဝင်ပြရတဲ့အတွက်လည်းရင်ဝင်တာဖြစ်ရပါတယ်ရှင်။ဒီနေ့ဗီဒီယိုလေးကတော့ကလောလက်ပါကိုဘာကြောင့်စတင်ဖြစ်လဲဆိုတဲ့အကြောင်းကိုညှဝေပေးဖြစ်ပါတယ်ရှင်။နောက်ရက်ဒီမှာလည်းကလောမျိုးရဲ့တမိုင်းကြောင်းတွေနဲ့ပြန်လာခဲ့ပါမယ်ရှင်။ Bye bye ပါ